ရိုးရိုးရှင်းရှင်းဝါတစ်လုံးကိုအစစ်နဲ့အသုံးဆောင်တစ်ခုဖြစ်အောင်ဘလို့ဖန်တီးမလဲအခုပဲကြည့်လိုက်ရအောင်ပထမဆုံးဝါအစင်းကိုအစစ်လေးတွေဖြစ်အောင်စိတ်ရှည်လက်ရှည်နဲ့အမြင့်လေးတွေချစ်ထုတ်ပြရတာပါလက်ရသေးသက်ထိုးကအဓိကပဲနော်ဒါတွေကိုဓမင်းချင်းစီတေးသေးချာချာပြန်ခွဲပြီးဝါရဲ့တဘာဝအမြင့်တွေနူးညံ့သွားအောင်အထိအနုစိတ်ရုပ်ဆောင်ရပါတယ်ကဲပြီးရင်တော့တလေးစီပြန်စီပြီးပိုနေတဲ့အပိုင်းတွေကိုဓာတ်ထက်ထက်နဲ့တိတိရိရိဖြတ်တောင်းဝင်မယ်ဝါမြင့်လေးတွေကိုစူစီပြီးအောက်ခြေကနေစနစ်တကျပြန်ချီနှောင်ပေးရပါတယ်ပုံစံကျလာပြီမဟုတ်လားကြစ်ကြစ်လစ်လစ်နဲ့ခိုင်ခန့်မှုရှိအောင်ဝါနီကြိုးလေးတွေနဲ့အချက်တေးသေးချာချာပတ်ချီလိုက်အောင်မယ်အခုကတော့တက်ရိုက်ပြီးပုံဖော်တဲ့အပိုင်းမော့ဝါမြင့်လေးတွေကားကားဆင်းဆင်းနဲ့လှပသွားအောင်ဓာတ်နောက်နဲ့နှိပ်ပြီးညှိပြီးရတာပါအောက်ခြေမှာကင်လွယ်မဲ့လက်ကုံဒီဇိုင်းကိုလိုးနဲ့အချောသတ်ဖြတ်တောက်လိုက်ပြီးနောက်ဆုံးအဆင့်အနေနဲ့ဝါစုပ်တရံအမွေးအမြင့်လေးတွေကိုတညီဒီဖြစ်အောင်တီးပေးလိုက်ရင်တော့လှပသေးတတ်ပြီးအချမ်းခံနဲ့ရိုးရိုးဝါစုပ်တန်းအလန်းစားလေးတွေရရှိသွားပြီပဲဖြစ်ပါတယ်